ဆလက်ရွက်တွေထဲကပုံမှာပြထားတဲ့ iceberg ဆလက်ရွက်ကိုယုံလေးတွေအတွက်ဘာကြောင့်မကြွေးသင့်တယ်လဲဆိုလို့ရှိရင်နံပါတ်1အာဟာရတန်ဖိုးနည်းခြင်းယုံလေးတွေကသွားကျန်းမာရေးနဲ့အစာလမ်းကြောင်းကောင်းမွန်ဖို့အတွက်အမြင့်တက်များတဲ့အစာတွေကိုအဓိကလိုအပ်တဲ့အတွက်ကြောင့်မို့လို့ရဲ့ iceberg lettuce လို့ခေါ်တဲ့ဆလက်ရွက်ထဲပါဝင်တာကအများအားဖြင့်ရေဖြစ်ပြီးတော့သူ့ထက်အစိမ်းရင်းတဲ့ romaine lettuce တို့လိုကိုက်လန်အမျိုးအစားဖြစ်တဲ့ kale တို့လိုအစိမ်းပိုရင်းတဲ့အရွက်တွေနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်အမြင့်တက်ဗိုက်တာမင်ဓာတ်နဲ့သတ္တုဓာတ်တွေကအလွန်နည်းတဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်တယ်။နံပါတ်2 lactocarium ပါဝင်မှု iceberg lettuce တွေမှာ lactocarium လို့ခေါ်တဲ့ drug ပေါင်းတွေပါဝင်ပါတယ်။အဲ့ဒီ drug ပမာဏအများကြီးစားမိတယ်ဆိုလို့ရှိရင်ဝမ်းလျှောတာဘိုက်အောင့်တာနဲ့ထုံထိုင်းတာတွေကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်တယ်။နံပါတ်3ဝမ်းပြတ်တာရေများပြီးတော့အမြင့်တက်နေတဲ့အတွက်ကြောင့်ဝမ်းပြတ်ခြင်းဒါမှမဟုတ်လို့ရှိရင်ဝမ်းလျှောခြင်းတွေကိုဖြစ်စေနိုင်ပြီးတော့ယုံလေးတွေအတွက်သူတို့ရဲ့ဥလန်းချောင်းထဲမှာရှိရမယ်ဘက်တီးရီးယား flora တွေကိုအနောက်အရှက်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်မလို့သူတို့ကိုအသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဝမ်းပြတ်ဝမ်းလျှောတာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်တယ်။ကဲအားလုံးပဲဒီ iceberg lettuce လေးတွေကိုမိမိတို့ရဲ့ယုံတသားမိမိလေးတွေကိုမကြွေးဘဲနဲ့ရှောင်ရှားဖို့အတွက်တိုက်တွန်းပြစီနော်။